video မစခင်မှာ like and follow လုပ်ပေးထားပါနော်အသေးတို့ရေအောက်မှာရေသူမတွေပုံအောင်နေတာကိုအတီးပြုတ်ပြီးတာနဲ့တပြိုင်နက်အဲ့ဒီလူဟာကမ်းပေါ်ကသူ့အပေါင်းပါတွေကိုတနက်နဲ့ပြစ်ခတ်ဖို့အချက်ပေးလိုက်ပါတော့တယ်ရေသူမလေးတွေဟာထိတ်လန့်တကြားနဲ့အရက်မျက်နှာအနှံ့ကိုကစင်ကလျာထွက်ပြေးကြပေမဲ့လူသားတွေရဲ့မရက်မနာတိုက်ခိုက်မှုကြောင့်နောက်ဆုံးမှာတော့ရေထဲကနေကုန်းပေါ်ကိုခုန်တက်ခဲ့ကြရတယ်ဒါပေမဲ့လည်းလူသားတွေရဲ့လိုက်လံဖမ်းဆီးမှုကနေလွတ်မြောက်ဖို့ကမလွယ်ကူခဲ့ပါဘူးကန်ဆိုးစွာနဲ့ပဲရေသူမလေးတစ်ကောင်ဟာအဖမ်းခံလိုက်ရပြီးအဲ့ဒီလူကသူမကိုအရေးခွန်ခွာဖို့စက်ပစ္စည်းတွေနဲ့ပြင်ဆင်နေပါတော့တယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲသူမရဲ့အမဖြစ်သူကကယ်တင်ဖို့ကြိုးစားခဲ့ပေမဲ့ခဏအကြာမှာပဲသူမပါထပ်ပြီးအဖမ်းခံလိုက်ရပြန်တယ်အသက်လူထွက်ပြေးခြင်းနဲ့မမျှော်လင့်ထားတဲ့ကယ်တင်ရှင်အဲ့ဒီလူကရေသူမလေးကိုတတ်ဖို့ဓာတ်ကိုမြှောက်လိုက်တဲ့အချိန်မှာတော့ရေသူမလေးကလျင်မြန်စွာတုံ့ပြန်ပြီးရှောင်တိန်နိုင်ခဲ့တယ်လို့ရေထဲကိုပြန်ခုန်ချသွားနိုင်ခဲ့ပါတယ်ဒါပေမဲ့လူယုံမာတွေကတော့လက်မလျှော့ပဲသူမနောက်ကိုတနက်တွေနဲ့တရက်ဆက်လိုက်လံပစ်ခတ်နေတော့မှာပဲရေသူမလေးအဖမ်းခံရတော့မယ်ဆဲမှာပဲရေပွဲကြီးတစ်ကောင်ကသူ့ရဲ့လက်တံတွေကိုအချိန်မီဆန့်ထုတ်ပြီးသူမကိုကယ်တင်ပေးခဲ့ပါတယ်ရေပွဲကြီးကရေသူမလေးကိုကူးပြင်ဘက်ရောက်အောင်လောက်လေးခွားနဲ့ပစ်ထုတ်ပြီးဘေးကင်းရာကိုပို့ဆောင်ပေးခဲ့ပါတယ်သူမကိုသူမဘေးကင်းပြီလို့ထင်နေတဲ့အချိန်မှာပဲအပေါ်ကနေရုတ်တရက်ကျလာတဲ့ပိုက်ကွန်ကြီးတစ်ခုတည်းကိုရေသူမလေးမိသွားပါတော့တယ်ဇလန်းလေးကတော့ဒီနေရာမှာတင်တော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းနေပါပြီဒီရေသူမလေးပိုက်ကွန်တွေကနေပြန်လွတ်လာမလားဒါမှမဟုတ်နောက်ထပ်ဘလို့အနေရတွေနဲ့ကြုံရအောင်မလဲဆိုတာသိချင်ရင်ဆက်ပြောပေးပါဦးဗျနောက်ထပ်ဗီဒီယိုတင်ပေးမှာမို့like and follow လုပ်ဖို့မမီနဲ့နော်